ဒီကလေးကသူတို့နောက်ကပါလာတဲ့တရဝကြီးကိုမြင်လိုက်ရပေမဲ့သူ့အမေကတော့လုံးဝဂရုမစိုက်ပဲပေါ့ပေါ့တန်တန်ပဲသဘောထားခဲ့တယ်။အဲ့ဒီအချိန်မှာပဲကားဒရိုင်ဘာကနောက်ကြည့်မှန်တဲ့ကနေအဲ့ဒီတရဝကြီးကိုလှမ်းမြင်ပြီးလမ်းဖြတ်သွားကချက်ချင်းပဲလီဗာကိုအကုန်နှင်းချလိုက်တော့တယ်။တယောက်ယောက်ကတော့အဲ့ဒီကောင်ကြီးကိုလမ်းပြီးထွက်ပြေးသွားအောင်လို့ခေါင်းနဲ့လှမ်းပေါက်လိုက်ပေမဲ့အကြီးကျယ်မှသွားခဲ့ပြီးအဲ့ဒါကတရဝကြီးကိုပိုးပြီးဒေါသထွက်သွားစေရုံပဲရှိခဲ့တယ်။အဲ့ဒီတင်းခွေချက်ကြီးကရုတ်တရက်လေထဲကိုခုန်တက်ပြီးအလုံးလိုက်လေးဖြစ်အောင်လိမ့်လိုက်ပြီးတဲ့နောက်တစ်စက္ကန့်မှတင်ဘတ်စကားရှိတဲ့ကိုဝုန်းကနေကြလာခဲ့ကသူ့ရဲ့မတရားပြင်းထန်တဲ့အင်အားနဲ့ကားကိုလုံးဝပိတ်ဆို့ထားလိုက်တော့တယ်ဒေါသတွေအလိမ့်လိုက်ထွက်နေတဲ့အဲ့ဒီကောင်ကြီးကဒရိုင်ဘာကိုချက်ချင်းပဲဝါမျိုးပစ်လိုက်ပြီးဒရိုင်ဘာကိုစားလို့ပြီးတာနဲ့ကားပေါ်ကကြံတဲ့ခရီးသည်တွေကိုပါအကုန်အပြတ်ရှင်းပစ်လိုက်ပြန်တယ်ဒါပေမဲ့စမ်းကြယ်တာတစ်ခုကအဲ့ဒီအမေနဲ့ကလေးကိုတော့လုံးဝအဖက်မလုပ်ပဲကြော်သွားခဲ့တာပဲအဲ့ဒီအချိန်မှာအပြင်ကနေကားဟွန်းတီးတန်ထွက်လာတာကြောင့်တင်းခွေချက်ကြီးရဲ့အာယုံကအဲ့ဒီဘက်ကိုရောက်သွားပြီးဘတ်စကားပေါ်ကနေချက်ချင်းပဲတွားသွားပြီးထွက်သွားခဲ့တယ်ကားမောင်းလာသူကတော့တော်တိုင်းတရိတ်ဆန်ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်တဲ့ပရော်ဖက်ဆာဖြစ်ပြီးဒီလိုတရဝတွေကလူတွေကိုတဘာဝအတိုင်းအလိုလိုနေရင်တိုက်ခိုက်လို့မရှိဘူးဆိုတာကိုသူကအသေးချာသိထားတာကြောင့်ဝင်ပါပြီးအမေနဲ့ကလေးကိုအေးအေးဆေးဆေးပဲကယ်ထုတ်နိုင်ခဲ့တယ်ဒါပေမဲ့အခြေအနေတွေကလုံးဝစောက်ထိုးမှုမျိုးဖြစ်သွားခဲ့ရပြန်ပြီးကြော့ချရဲ့ဖုံးမြည်တန်အကျယ်ကြီးထွက်လာတာကြောင့်အဲ့ဒီအတန်ကတရဝကြဒီကိုလုံးဝတောင်းကျမ်းသွားစေခဲ့ကအဖွဲသားအားလုံးလည်းထိတ်လန့်တကြားဖြစ်ပြီးချက်ချင်းပဲအသက်လူပြီးထွက်ပြေးခဲ့ကြရတော့